အခန်းလေးယောက်ျားဓမင်းသားမယ်လေအကုန်ပြင်ဆင်ပြီးပြီအစဲစဲစားရုံပဲနော်အေးပါခဏနေလာခဲ့မယ်ဒီမှာသမီးကိုအဝတ်လဲပေးလိုက်အောင်မယ်နော်သားဖာနှစ်ယောက်ဟုတ်နေတာပဲနော်ခုမှအလွမ်းတင်နေကြတာပေါ့မြန်မြန်လေးလောက်ကြအောင်ကျမထမင်းဝင်းကထိုင်ပြီးစောင့်နေပါလေရှင်မကြော်သည်ကိုစိုးကြီးတို့သားဖာနှစ်ယောက်ကိုအမြင်ကပ်လာသဖြင့်ချစ်စနိုးဖြင့်ရွက်တက်တက်ပြောလိုက်သည်ကိုနေမကောင်းဘူးလားအကျဉ်းသားစကားလေးနဲ့ကိုဘောကကြွဆိုင်သူရဲ့ကိုစိုးကြီးဖုံးလာနေရဲ့ရှင်ဖုံးတန်ကလည်းတကယ်လဲကောင်းနေပါလားဘာရမဟုတ်ပါဘူးကွာတုံလေးစိုးအောင်ရဲ့အမှုပညာကိုသဘောကျလို့ထည့်ထားတာပါထားလိုက်ပါတော့ရှင်တုံလေးစိုးအောင်ဖန်ကြီးရဲ့မကြော်သည်ကိုစိုးကြီးကိုစနှောက်သောအမူအရာဖြင့်စကားစစ်ထိုးလိုက်သည်ကိုစိုးကြီးဖုံးကိုကန်၍အနောက်ခန်းသို့ဝင်သွားလိုက်သည်အတန်ကြာမှကိုစိုးကြီးပြန်ထွက်လာသည်မကြော်ရီအခုအလုပ်ကအရေးကြီးလို့အခုချက်ချင်းပြန်သွားရမယ်ကွာဖခင်ပြန်ပြီဆိုတော့အတန်ကိုကြားလိုက်ရတဲ့ဖြင့်ထမင်းဝိုင်းတွင်ထိုင်၍စောင့်နေသောနှင်းသည်ညိုလေး၏မျက်ဝန်းအိမ်ထဲတွင်မျက်ရည်များရစ်ဝဲ၍နေလေတော့သည်ဖေကြီးကလည်းပြန်လာတာခဏလေးပဲရှိသေးတာကိုအခုချက်ချင်းကြီးပြန်တော့မယ်သမီးကလေး၏ဝမ်းနေတကားကကိုစိုးကြီး၏ရင်ဘက်ကိုတင်းကျပ်သွားသည်တော့သည်မတတ်သားသောအခြေအနေတစ်ခုကိုတွားရမည်ဖြစ်သောကြောင့်မတတ်သားသဖြင့်ခတ်ခွာခွာသာသမီးဖြစ်သူကိုနှုတ်ဆက်ရပြီတော့မည်ဖေကြီး3-4ရက်လောက်နေပြီးရင်ပြန်လာမှာပါဒီတကားသမီးကြိုက်တဲ့မုတ်တွေဖေကြီးများကြီးဝယ်ခဲ့မယ်နော်ရုပ်တွေလည်းဝယ်ခဲ့မယ်သိလားစနေနေ့ကလေးကရွာတဲ့မိုးသည်ယခုထိမစဲသည်တဖွဲရွာကျနေသောမိုးဆက်များကိုခေါင်းပေါ်တင်ရင်းဇနီးနှင့်သမီးကိုကြောခန်း၍ကိုစိုးကြီးအိမ်မှထွက်သွားလိုက်တော့သည်